ဒီနေရာမှာကြောက်ကူလေးရှိတာပဲတချီလေးနဲ့နီးနီးလေးနဲ့မှကြောက်ကူလေးရှိတယ်ဆိုတာအခုမှတွေ့ဖူးတာတကယ်ကိုအေးချမ်းတာယာပြီးမှလှပနေတဲ့ကြောက်ကူလေးပါလို့ဒီလိုမျိုးကြောက်ဖြူကြောက်သုံးနေလဲအကြီးကြီးအများကြီးပဲပြီးတော့ဟိုဒီကြောက်တိုင်းဆိုလဲကြည့်ပါအောင်အရှိကြီးအကြီးကြီးပဲတစ်ပင်ရိပ်လေးတွေနဲ့တဘာဝလေးတွေနဲ့မြင်ရတဲ့ခါကျတော့လေစိတ်ချမ်းသာပြီးတော့မှအေးချမ်းသာယာလိုက်တာကြည့်ပါအောင်ဒီနေရာလေးလေတကယ်ကိုလှတဲ့နေရာလေးဖြစ်နေပြီအရင်တုန်းကလေဒီနေရာလေးကိုမကြာခဏတော့ရောက်တယ်ဒါပေမဲ့အခုလိုမျိုးတွာလာလို့ရတဲ့နေရာလေးကမရှိသေးဘူးဟိုးမှလည်းထင်းရှုပင်လေးတွေနဲ့တာယာအေးချမ်းလိုက်တာနေရာလေးကတော့တချီလိတ်မြို့အထက်ပုံးထွန်နားကရှိတဲ့မြစိန်ကစားတောက်ဆိုင်ရဲ့တောင်ကုန်းပေါ်မှာရှိတာပါရွှေလေးစီတီလို့လည်းခေါ်တယ်တူဝနာစီတီလို့လည်းခေါ်တယ်စီတီလေးရဲ့အောက်မှာတော့နတ်ရည်တွင်းရှိပါတယ်အခုဒီနေရာလေးကတော့ဂူတေးသေးလေးရှိတဲ့နေရာလေးပါဂူတေးသေးလေးကနေထပ်ပြီးတော့ဆင်းလာလို့ရှိရင်နောက်ထပ်နေရာအစ်စ်လေးထပ်ရှိသေးတယ်ဒီနေရာလေးကလည်းအစ်စ်ထပ်ပြုပြင်ထားတဲ့နေရာလေးပဲလမ်းနေရာလည်းအကျယ်ကြီးပဲတွားလို့လာလို့အဆင်ပြေသွားတာပေါ့ဒီနေ့တော့အလူတွားရင်းနဲ့ဈေးနားကဆိုင်နေဆက်ညီအမတွေနဲ့လာလဲကြတာပါတော်တော်လေးကိုအစ်စ်လေးတွေပြောင်းလဲပြုပြင်ထားတာပဲအော်အဲ့မှာလေးဂူရှိတယ်အခုဒီအောက်တလမ်းမှာရှိတဲ့နေရာကတော့နတ်ရည်တွင်းမှာအခုနတ်ရည်တွင်းရှိတဲ့နေရာကိုရောက်နေပါပြီနတ်ရည်တွင်းရေကလေကြီးနေတာပဲနတ်ရည်တွင်းနဲ့ရေကိုမိန်းကလေးတွေကမခတ်ရဘူးတဲ့ဒါအရှိကယောက်ျားလေးတွေခတ်ထားပေးတာပါရေလေးကတော့လေတကယ်ကိုကြည်လင်နေတာပြီးတော့ဒီရေကလေရေတန့်လို့ပဲစိတ်ချလက်ချတောက်လို့ရပါတယ်လို့သိရပါတယ်ထဲမှာကိုရှိဟုတ်တယ်အဝေးရောက်မိတ်ဆွေတငယ်ချင်းများအတွက်တွေ့ရမြင်ရအောင်လို့ဝေမျှပေးလိုက်ပါတယ်မိတ်ဆွေတငယ်ချင်းများအားလုံးလည်းဒီရက်ဒီဒေတာကိုရောက်ခဲ့ရင်ဒီနေရာလေးကိုလာရောက်လဲပတ်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်